မင်္ဂလာပါကိုင်းကွန်ပျူတာ training center အနေပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ Excel မှာ table တွေကို auto ပေါင်ခတ်တဲ့နည်းလေးကိုလုပ်ပြပေးပါမယ် Excel မှာ table တွေကို auto ပေါင်ခတ်ခြင်းတယ်ဆိုလို့ရှိရင်တော့ကိုယ်အသုံးပြုမဲ့ဒီ table ရဲ့ခေါင်းစဉ်လေးကိုအရင်ဆုံးရိုက်ထားရပါမယ်ရိုက်ပြီးတော့တဲ့အခါကျလို့ရှိရင်တော့ဒီခေါင်းစဉ်လေးနဲ့ကိုယ်အသုံးပြုမဲ့ဒီ cell ကွက်ကလေးတွေကို select မှတ်လိုက်ပါမယ် select မှတ်ပြီးသွားတဲ့အခါကျလို့ရှိရင် home ထဲက conditional formatting ထဲက new rule တွေကနေပြီးတော့ use formula ဆိုတဲ့ပါတဲ့စာသားလေးကိုရွေးလိုက်ပါမယ်ရွေးပြီးသွားတဲ့အခါကျလို့ရှိရင်တော့ဒီအောက်ကအကွက်ကလေးထဲမှာ formula ရိုက်ထည့်ပါမယ်ညီမျှခြင်းရိုက်ပါမယ်ရိုက်ပြီးသွားတဲ့အခါကျလို့ရှိရင်ကို table ရဲ့ဒီပထမဆုံး select မှတ်ထားတယ်ပေါ့နော် table ပေါင်ခတ်မဲ့ပထမဆုံးအကွက်ကလေးကို click လိုက်ပါမယ်ခေါင်းစည်းရဲ့ပထမဆုံးကွက်ကလေးကို click လိုက်ပါမယ် click ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီ cell ကွက်ကလေးက not equal 0နဲ့မညီခဲ့ဘူးလို့ရေးခဲ့ပါမယ် not equal ကိုရေးတဲ့အခါကျလို့ရှိရင် less than နဲ့ greater than နဲ့ကိုတွဲရေးပေးရပါမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်တော့သူကဒီ column ကို column ပဲယူမယ် row ကိုမယူဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီ column နဲ့ row ကြားမှာရှိနေတဲ့ dollar sign လေးကိုဒုတိယ dollar sign လေးကိုဖြုတ်လိုက်ပါမယ်ဖြုတ်ပြီးသွားတဲ့အခါကျလို့ရှိရင် format ကိုနှိပ်ပါမယ် format ကိုနှိပ်ပြီးသွားရင် border ကိုနှိပ်ပါမယ်နှိပ်ပြီးသွားလို့ရှိရင် line ရွေးလို့ရပါတယ် color ရွေးချင်ရင်တော့အောက်က color မှာရွေးခဲ့လိုက်ပါမယ် color ရွေးပြီးသွားရင် line ရွေးပါမယ်ရွေးပြီးသွားရင် outline တစ်ချက်နှိပ်ပါမယ်နှိပ်ပြီးသွားတဲ့အခါကျရင် okay နှိပ်ပါမယ်ပြီးသွားရင် okay နှိပ်ပါမယ်ဒီမှာ data လေးရိုက်သွင်းလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကို data ရေးလိုက်တာနဲ့သူ့ဘာသူ auto ပေါင်ခတ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်